มาကျွန်တော်တို့ဒီနေ့စပလီချက်ပေါင်းလုပ်မယ်စပလီချက်ပေါင်းကညစပလီချက်ပေါင်းဆိုတော့စပလီချက်ပေါင်းစပလီချက်ပေါင်းเนี่ยมาပါလဲဆိုတော့ခရုစီပါတယ်ချုံမုတ်ပါတယ်စက်တာမုတ်ပါတယ်ဒီတော့ဒီချက်ပေါင်းတွေကိုကျွန်တော်တို့ဒီကဲပြစ်တာတော့မှစညလောက်စိတ်ထားပြီးမှပြပေါင်းတယ်တခြားနေရာတော့မသိပါဘူးကျွန်တော်တို့ဆိုင်ဆိုတရက်ကို10ပွဲရှိတယ်10ပွဲရောင်းလို့ကုန်တယ်အပွဲနဲ့10ရှိတယ်အပွဲနဲ့10ရောင်းလို့ကုန်တယ်တခါတလေဒီချက်ပေါင်းနဲ့ဆိုစိတ်တုံမိတယ်ဒီလိုက်ကိုပဲလောက်စပလင်ချက်ပေါင်းအစေးအနောက်ကျွန်တော်တို့အကောလုံးပေါင်းပြီးပါပြီအခုတခါလဲကျွန်တော်တို့စပလင်ချက်ပေါင်းဆိုတော့ကျွန်တော်ခုနကထုချထားတဲ့စပလင်နဲ့ကျွန်တော်ပေါင်းတင်ထားတဲ့ချက်ပေါင်းရိုးပြီးတော့ကျွန်တော်စပလင်ချက်ပေါင်းလုပ်ပြပေးတော့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပေါင်းတင်ထားတဲ့ချက်ပေါင်းကိုကျွန်တော်တို့လတ်လတ်လေးဒီလိုစီချမယ်ဆိုင်ကျွန်တော်တို့ပေါင်းအိုးထဲမှာထည့်လိုက်ပါပြီခင်ဗျာခုနကစပလင်အရေးကိုကျွန်တော်တို့ရောစားပြီးတော့ကောင်းသောချက်ပေါင်းကျွန်တော်တို့ပေါင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဖုံးပိတ်သွားမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ချက်ပေါင်းကို45မိနစ်50ပေါင်းတင်ပြီးစီရင်တကယ်ကိုကောင်းတဲ့ချက်ပေါင်းရပါပြီခင်ဗျာဝေါစပလင်ချက်ပေါင်းပြီးဆုံးပါပြီခင်ဗျာအရာကိုစားလို့ကောင်းပါတယ်တကယ်ကြီးတော့လက်လုပ်ကြည့်ပါလို့တောင်းဆိုပြစေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းဆိုတိလက်ပဲကျေးဇူးတင်ပါတယ်